โอเคကျွန်တော် Premier League ပွဲစဉ်၈ကိုကျွန်တော်တို့နှစ်ယောက်ခံမှန်းမှာဖြစ်ပါတယ်ကဲပထမဆုံးပွဲကတော့ကျွန်တော်တို့ Nottingham Forest နဲ့ Chelsea နဲ့ပေါ့နော် Forest ကလက်ရှိမှာဒီနီးပြအသစ်နဲ့ကတိတ်အဆင်မပြေဘူးဖြစ်နေတော့ပြီးခဲ့တဲ့ရာသီလောက်တိတ်မကောင်းဘူးပေါ့နော်Chelsea ကဒီပွဲတော့နိုင်သွားမယ်လို့ထင်ပါတယ်ကျွန်တော် 1-2 လောက်မှန်းပါတယ်โอเคဝေးခွင့်လည်းဖြစ်တော့ပေါ့နော်ဒါမြင်တော့နည်းနည်းတော့တူတယ် Chelsea ကနောက်တန်းတိတ်မကောင်းတော့ကိုတော့ပြန်ပေးရလိမ့်မယ်ထင်တယ်ကျွန်တော်ဒါပေမဲ့ကိုကလည်းပိုရလောက်တယ် 1-3 မှန်းပါတယ်ဒီနိုင်တာတော့တူတယ်ပေါ့ Chelsea နိုင်တာโอเคနောက်တစ်ခုက Brighton နဲ့ Castle အပေါ်အောက်ပြသူတို့နှစ်သင်းကအပေါ်အောက်ဒီရာသီမှာကောင်းလည်းမကောင်းဆိုလည်းမဆိုဘူးပေါ့နော်ဒါပေမဲ့ Castle ကတော့နည်းနည်းတိုက်စစ်မှုပြဿနာလေးတော့နည်းနည်းရှိဒီပွဲကဆိုတော့ Brighton နိုင်မယ်လို့ထင်တယ် Brighton 2-1 လောက်မှန်းပါတယ်โอเคတက်နိုင်မယ်ပေါ့နော်သူမတာကိုအားသူပါနှစ်သင်းပေါ့ဆိုတော့ကျွန်တော်အနေနဲ့အမြင်ကွဲသွားပြီဒီမှာ Castle နိုင်မယ်ထင်တယ် Castle နိုင် C1 လောက်ပဲမှန်းတယ်โอเคပါနောက်တစ်ပွဲကကျွန်တော်တို့ Burnley နဲ့ Leeds နဲ့ဒါကတော့တန်တက်နှစ်သင်းပေါ့နော်တန်တက်နှစ်သင်းမှာဆိုတော့ Leeds ကနည်းနည်းအခြေအနေပိုကောင်းတယ်ဗျ Leeds ကတိုက်ဆက်လဲအားတန်တယ်ပေါ့နော်ဒီပွဲကတော့ကျွန်တော်တို့ဂိုးတွေတော့မြင်ရမယ်ထင်တယ်ပေါ့1-3 လောက်မှန်းပါတယ် Okay Leeds နိုင်ဒါတန်တက်နှစ်သင်းလက်ရှိရလက်က Leeds ကနည်းနည်းပိုတာတယ်ဒါပေမဲ့ဒီပွဲက Burnley ကွင်းဆိုတော့ဂိုးအများနဲ့တည်ပေါ့2-2လောက်ပဲမှန်းပါတယ်โอเคပါနောက်တစ်ပွဲကတော့ကျွန်တော်တို့ Crystal Palace နဲ့ Bournemouth နဲ့ဒီနေ့တဲ့ဒီရာသီမှာတော့တော်တော်လေးကောင်းနေတယ်ပြောရမှာဗျာသူတို့အသင်းကြီးတွေတော့မှနည်းနည်းလေးချင်းချောက်ထားနိုင်တယ်ပေါ့နော်ဒီ Palace နဲ့ Bournemouth မှာဆိုရင်ဒီနှစ်သင်းကဒါအဆင့်4နဲ့အဆင့်6နဲ့ပေါ့နော်ဒါပေမဲ့လက်ရှိကွင်းက Palace ကွင်းဖြစ်နေတော့ဒီနှစ်သင်းကိုတည်ရလို့ပဲမှန်းနေတယ်ဗျာကျွန်တော်တို့2-2လောက်မှန်းပါတယ် Okayဒါတော့တူပါတယ်ကိုကဒါပေမဲ့2-2လောက်တော့မထင်ဘူး1-1မှန်းပါတယ်တည်ရတော့တူတယ်ပေါ့ဒီပဲ Okayနောက်တစ်ပွဲကတော့ကျွန်တော်တို့ Man City နဲ့ Everton Man City ကလက်ရှိမှာဟာလန်ကဂိုးတွေလည်းပြန်သွင်းနေပြီဆိုတော့ Man City ကတိတ်တော့ပြန်ပြီး shot တက်လို့မရဘူးပေါ့နော်အဲ့တော့ Man City နိုင်သွားမယ်လို့ထင်ပါတယ် Everton လည်းဂိုးတွေပြန်သွင်းနေပြီအရင်လိုမဟုတ်တော့3-1 လောက်တော့ထင်တယ်ဗျဂိုးတော့ပြန်ပေးရမယ်ထင်တယ်ဒါပေမဲ့ City ကပြန်လာနေပြီနော် Everton ကဒါပေမဲ့တိုက်စစ်မှာ Grealish ပါလို့မရဘူးဒီပွဲကဆိုတော့နည်းနည်းတော့အားရော့နေမယ်တိုက်စစ်ဂိုးမရဘူးပဲထင်တယ် City 3-0လောက်မှန်းပါတယ် Okay City ကအနိုင်တော့တူတယ်တူတာပေါ့နောက်တစ်ပွဲကကျွန်တော်တို့ Sunderland နဲ့ Wolves နဲ့ Sunderland ဒီရာဒီမှာတိတ်မဆိုးဘူးဗျာသူတို့ကလက်ရှိမှာအဆင့်9တော့အဆင့်9ပေါ့နော်တန်တက်ထဲမှာပဲအကျန်းဆုံးပဲအဆင့်9 Wolves ကတော့ဒါနောက်ဆုံးပဲဘိတ်ချီပဲသူ့အောက်မှာမြဲပဲရှိရတယ်ပေါ့နော်ဒီပွဲကတော့တေချာတော့ Sunderland နိုင်သွားမယ်လို့ထင်တယ်ကျွန်တော်2-0လောက်မှန်းပါတယ် Okay ဒါ Wolves ကဒီရာဒီအញ្ញံဆုံးဆိုမဲ့နောက်ဆုံးနှစ်ပွဲမှာသူဒါတရေတွေထိန်းကန်ထားတာပေါ့စပါးနဲ့ Brighton ဆိုတော့နည်းနည်းတော့ဒုက္ခပေးနိုင်မယ်ထင်တယ်အရင်ဂိုးတော့မပြတ်တော့ 1-0 ပေါ့Okay နောက်တစ်ပွဲက Fulham နဲ့ Arsenal Fulham နဲ့ Arsenal တို့ဒီနှစ်သင်းကတော့ကျွန်တော်တို့တော်တော်များတော့ဒါထိတဲ့တွေ့ဆုံမှုကတော့ Arsenal ပဲနိုင်တာများတယ်ပေါ့နော်တရေဒီပါကြီးလည်းရှိတတ်တယ်ပေါ့ဒါပေမဲ့ဒီဘောတော့ကျွန်တော်တေလောက်မှန်းနေတယ်ဗျကျွန်တော်Arsenal နည်းနည်းချေချော်သွားမယ်လို့ထင်တယ်ပေါ့နော်ပြန်ဆင်းရတော့ပါပြန်ဆင်းရမယ်လို့ထင်တယ်ဒုတိယနေရာအဲ့တော့ကျွန်တော်2-2လောက်မှန်းပါတယ်sorry 1-1လောက်မှန်းပါတယ်1-1ပေါ့ဒါတော့အမြင်နဲ့လွဲသွားပြီအာကြီးဆက်ရှိအောင်မယ်ထင်တယ်ဇာထိတ်ပါပဲကျွန်တော်1-2လောက်မှန်းပါတယ်အာကြီးက Fulham နဲ့တွေ့နည်းနည်းတေကြတယ်လေကြည့်ရမှာ Okay ပါနောက်တစ်ပွဲကတော့ကျွန်တော်တို့ဒါ Spurs နဲ့ Aston Villa ဒီရာဒီမှာအရင်ရာဒီလောက်တိတ်မကောင်းဘူးပေါ့နော်နိုင်ပွဲနောက်ပိုင်းမှာပြန်ရတယ်နောက်ပိုင်းမှာနိုင်ပွဲပြန်ရတာဆိုတော့ဒီခါတော့နိုင်ပွဲပျောက်သွားမယ်လို့ထင်တယ် Spurs နဲ့အတွေ့မှာတော့ကျွန်တော်3-2လောက်မှန်းချင်ပါတယ်ဂိုးတွေလည်းမြင်ရမယ်ထင်တယ် Okay ဒါအဆင့်3က Spurs တဲ့အမှတ်ဆက်ရှာအောင်မယ်သူဒီအဆင့်နည်းနည်းကောင်းကောင်းဆက်ရှိဖို့ဆိုရင်တော့ဒါ Spurs နိုင်လို့ပဲထင်တယ်3-1လောက်မှန်းပါတယ်Okay နောက်တစ်ပွဲကျွန်တော်တို့ဂျိုးကြလေးနဲ့တခင်ကြီးနဲ့ဖြစ်ပါတယ်မမှန်းလို့ရလားဒီပွဲကဒါလီဗာပူးအိမ်ခွင်းလေးဖြစ်တယ်အစင်လာလည်းရှိနေရပါတော့လီဗာပူးအိမ်ခွင်းမှာဆိုရင်ကဂိုးပြတ်တတ်တဲ့အစင်လာလေးကလည်းရှိနေဒါပေမဲ့လီဗာပူးကဒီရာသီမှာအဲ့လောက်ကြီးမဟုတ်ဗျဟုတ်တယ်ချက်စီနဲ့တုန်းကလည်းခြေချော်ထားတယ်ပါနော်ခန်းစစ်ကတိတ်ခန်းစစ်ကလည်းတိတ်အဆင်မပြေဘူးဆိုတော့ဂိုးတော့ပြန်ပေးရမယ်လို့ထင်တယ်ဂိုးတော့အရင်ကြီးပြတ်မယ်လို့မထင်ဘူး3-1လောက်တော့မှန်းပါတယ် Okay ဒါညတူပါရဲ့ဂိုးပြန်ပေးရမယ်လီဗာပူးဂိုး3-1လောက်ထိလည်းမပြတ်လောက်ဘူး2-1လောက်ပဲမှန်းပါတယ် Okay ပါနောက်ဆုံးတစ်ပွဲတော့ကျွန်တော်တို့ West Ham နဲ့ Brentford ဒီရာဒီမှာဒီ West Ham ကတော့တိတ်အဆင်မပြေဘူးပေါ့နော်ဒီနောက်ပိုင်းမှာဒါနည်းနည်းလေးပြန်ပြီး through ထောင်ရှိလာတာပေါ့ Brentford ကတော့တစ်ဖက်ကဒါတိုက်စစ်မှုတွေဒါတောင်ပန်တွေကိုလက်လွတ်ထားရတယ်ပေါ့နော်တိုက်စစ်ကစားသမားအများစုကိုလက်လွတ်ထားရတယ်ဒီပွဲကဒါဂိုးနည်းနည်းလေးပဲမြင်ရမယ်လို့ထင်တယ်ပေါ့နှစ်သင်းတော့ဒါကျွန်တော်တေးပဲမှန်းနေတယ်ဗျာကျွန်တော်1-1လို့ပဲမှန်းတယ်1-1ဒါဒီနှစ်သင်းကလည်းတိတ်မကွာရင်နှစ်သင်းဒီရာဒီချိန်တွေကတေးပဲမှန်းပါတယ်1-1ပါတယ်အားလုံးကျေးဇူးတင်ပါတယ်